ဒီနေ့မှာတော့အတုပ်လေးဖြစ်ပဲတော့ဆာဒီတိုင်းလေးပဲဆာကျွတ်ရပြီးတော့အရင်ကစားလို့ကောင်းတဲ့စာကလေးခွေပြုလုပ်နည်းလေးကိုတောင်းဆိုထားတဲ့သူများအတွက်လာမျှပြဖြစ်ပါတယ်အရင်ဦးဆုံးပကံတစ်လုံးလေးကိုပဲအစိမ်းမနှထောက်ကိုဖောက်ထည့်ပေးထားလိုက်ပါတယ်ဒီတစ်ထောက်မှာဆိုလို့ရှိရင်တော့150ကလပ်ပါပါတယ်နှစ်ထောက်ဆိုတော့300ကလပ်ပေါ့နော်ဖြိုသုံးထားတာပြီးတော့သူတွေကိုပြောင်းခုံမုံထမင်းစားစုံနဲ့မုံမောင်သုံးဆုံးစာကိုထည့်ပေးလိုက်ပါတယ်။အရောင်တွက်နဲ့အရက်အတွက်ကစနေမောက်လေးနင်းငယ်ပြီးတော့စားနင်းငယ်ပြီးတော့အသားမောက်လေးနင်းငယ်နဲ့တခြားလေးနင်းငယ်ကိုထည့်ပေးလိုက်ပါတယ်။ဒီနေရာမှာအသားမောက်မကြိုက်ရင်မထည့်လိုက်ရပါတယ်ရှင်။ပြီးရင်တော့အားလုံးကိုတမတွားအောင်ဝေထားပေး။ကျွတ်ဝေသွားလိုက်တာအားလုံးနဲ့တွားပြီဆိုလို့ရှိရင်တော့အပူပေးထားတဲ့စီပူပူထမင်းစားစုံနဲ့လေးဆုံးစာကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့ဝေထားပေးလိုက်ပါမယ်နော်။ဒါဆိုလို့ရှိရင်တော့ကြစ်ပူနေတဲ့စီပူပူပေါ့နော်။ပြီးရင်တော့သူတွေကိုဖြိုလို့ရေကိုနည်းနည်းချစ်စီထည့်ပြီးတော့နေသွားပေးလိုက်ပါမယ်နော်ရှိပါတယ်ရှင်ရေကိုကြတော့အကုန်လုံးမထည့်ပဲနဲ့ပေါ့နော်နည်းနည်းချစ်စီထည့်ပြီးတော့နေသွားပေးရမှာဖြစ်ပါတယ်နော်မျိုးလေးဒီမှွေတဲ့အတန်လေးနဲ့ပေါ့နော်မုံနှစ်လေးကိုလုံးဝချောလာတဲ့အထိမှွေသွားပေးလိုက်ပါတယ်တိုင်းမှွေသွားရင်လည်းမုတ်သားလေးကတော့ချောချောလေးဖြစ်နေပါပြီဒီနေထားလေးဆိုလို့ရှိရင်တော့မုံလုံးရံအတွက်အစစ်အသစ်ဖြစ်နေပါပြီမုံညှိမဲ့ဘူးလေးထဲကိုပြောင်းထည့်ပေးထားလိုက်ပါတယ်လုံးပေါက်ပါတယ်ဘူးလေးထဲကိုထည့်ပြီးတော့ညှစ်ပြီးတော့ပေါ့နော်ကြော်ဖြစ်ပါတယ်ရှင်ကြော်ပေးရတဲ့စီကိုအရင်ပူအောင်တယ်မယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့မုတ်ကိုခုလိုမျိုးလေးပေါ့နော်ဖြိုကိုလိုအဲ့ဒါလောက်ညှစ်ထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်နော်ကြော်တဲ့ချိန်မှာလည်းမိတအားကြီးပြင်းမဟုတ်ပဲနဲ့ပေါ့နော်မိအလက်လက်နေထားလေးနဲ့ပဲကြော်ထားပေးရမှာဖြစ်ပါရဲ့ရှင်ကဲဖြိုကြော်ထားလိုက်တာတစ်ဖက်ကရဲလာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုပြန်မယ်နောက်တစ်ဖက်ကလည်းအရောင်လေးရဲလာပြီဆိုလို့ရှိရင်တော့တစ်ခုကတော့ချက်ပါပြီအကုန်ကြလက်တတာပြီးစားလို့အရင်ကောင်းတယ်ဖြိုရဲ့စားကလေးဖြစ်ကြုတ်လေးရတော့စားဖို့အဆင်ပြေနေပါပြီရှင်